င်္ဂလာပါရှင်မူလနာနဲ့မဖြစ်မနေလို့ရတဲ့အလုပ်တစ်ခုရှိရပေါ့နော်အဲ့ဒါပါလဲဆိုရင်ဒါငါသိရတာဖြစ်တယ်ပေါ့နော်မျက်နှာဖြစ်တဲ့အခါမှာညီမတို့အားလုံးမျက်နှာစစ်စေကောင်းကောင်းသုံးသင်အားဖြင့်ညီမတို့ရဲ့အသားရည်ကိုကြည်လင်ဝင်ပါစေတယ်အထူးသဖြင့်ပေါ့နော်ညီမတို့အမျိုးသမီးတွေဆိုလို့ရှိရင်လည်းနေ့ကင်ပတ်တွေမှာဆိုလို့ရှိရင်မိတ်ကပ်တွေလိမ့်ခါလာတွေချဲတယ်ပေါ့နော်ဒါတောင်ညီမတို့မျက်နှာမှာလိုအပ်ဖ ne ပေါ့နော်ပို့ပြီးတော့ထိခိုက်တဲ့စီစဉ်နိုင်တယ်အားတောင်ပေါ့နော်ရဲ့မျက်နှာတစ်ဆက်ပြလေးနဲ့မိတ်ဆက်တွေတော့မှထားရတယ်အဲ့ဒီဆက်ပြလေးရဆိုလို့ရှိရင်ပေါ့နော်ဘလို့လူတွေတွားကျင်းတော်တယ်ဆိုလို့ရှိရင်တော့ပေါ့နော်အသက်20တော်တဲ့သူတွေတွားဆိုရင်ပုံပြောကောင်းမှုနဲ့ဘာတောင်လဲဆိုတော့အသက်20တော်တဲ့သူတွေဆိုလို့ရှိရင်မျက်နှာမှာပေါ့နော်ဒေတာတွေခန်းချောက်လာပြီးဖြစ်သွားလို့ရှိရင်ပေါ့နော်ဟာပြင်ပရဲ့လေကူးညညာမှုတွေအလင်းရောင်လေး UVA UVB တွေတောင်းပေါ့နော်ညီမတို့မျက်နှာအသားရည်တွေထိုက်ဆုံးလာပြီးဖြစ်တယ်ပေါ့နော်ဟာတောင်ဒီနေ့နဲ့တက်ဆက်ပြလေးမှဆိုလို့ရှိရင်ဘာတွေပါဝင်လဲဆိုတော့ပေါ့နော်ဂျပန်ပဲပုတ်ချင်တဲ့ထုတ်လုပ်ထားတာတွေကိုကောင်းစေလဲဆိုတော့ပေါ့နော်။သားရည်ရဲ့အဆိုတက်ကိုပို့ပြီးတော့ပေါ့နော်အစ900ထိကိုထိမ့်သိမ့်ပေးတဲ့အတွက်ကြောင့်အသားရည်ကိုကြည်လင်ဝင်ပါစေတယ်ပေါ့နော်။ပြီးသွားလို့ဆိုရင်နောက်တစ်ခုကကြတော့ပေါ့နော်စမော9ဦးနဲ့ပါဝင်ထုတ်လုပ်ထားတာဖြစ်တဲ့ဒါတွေအတွက်ကောင်းလဲဆိုလို့ရှိရင်ညီမတို့အသားရည်အတွက်ပေါ့နော်အာဟာရဓာတ်တွေကိုပို့ပြီးတော့ဖြည့်တင်ပေးထားတဲ့ဒါကြောင့်ပေါ့နော်အသားရည်ရဲ့အရေးကြောင့်ဖြစ်ပေါ်မှုကိုလည်းကာကွယ်ထိန်းသိမ်းပေးတဲ့ဩစတြေးလျနိုင်ငံကမမန်ဒီပေါ့နော်ဒီမမန်ဒီကဆိုလို့ရှိရင်ဘာတွေတက်ကောင်းလဲဆိုတော့ပေါ့နော်ဗီတာမင်စီဓာတ်ပါဝင်တဲ့အတွက်ကြောင့်အသားရည်ကိုကြည်လင်စုကြည်စေတယ်ဆွစ်ဇာလန်နိုင်ငံဓာတ်ပန်ဒီဓာတ်ပန်ကြတော့သူ့မှာ UVA UVB ကာကွယ်ပေးတဲ့အတွက်ကြောင့်အသားရည်မှာဖြစ်လေဖြစ်ထားရှိတဲ့ပေါ့အနည်းဆက်တွေမှဲကြောက်တွေတင်းတိတ်တွေဖြစ်ခြင်းကိုလည်းကာကွယ်ပေးတယ်မဲဆက်တွေတင်းတိတ်တွေမှဲကြောက်တွေဖြစ်နေတဲ့သူတွေအတွက်လည်းသုံးရတာအကန်းထဲမှာအဆင်ပြေပါတယ်ရှင့်ကိုရီးယားနိုင်ငံရဲ့အရက်ဖြူကကြတော့ဘာကိုကောင်းစေလဲဆိုလို့ရှိရင်အသားအရည်ကိုပေါ့နော်ပြက်စီးစေရဲဆဲတွေထုတ်လုပ်မှုကိုသူကကာကွယ်ပေးထားတယ်ဒါကြောင့်အသားရည်ရဲ့တက်စီယိုရင်းမှုကိုရှော့ချခြင်းနဲ့ဆိုလို့ရှိရင်ပေါ့နော်ဒီဆက်ပြလေးကိုသုံးသင့်ပါတယ်ဒီအသားရည်မှာဆိုလို့ရှိရင်အသားရည်6တဲ့သူရှိမယ်အစီပြန်တဲ့သူရှိမယ်ရိုးပုံမှန်အသားရည်သမားတွေရှိမယ် sensitive skin သမားတွေရှိမယ်ပေါ့နော်အရန်ကိုမှပေါ့နော်ဂယူးဆိုင်ရတယ်နူးညံ့တဲ့အသားရည်ဖြစ်တယ်ဒီလိုအသားရည်ပိုင်ရှင်တွေကဆိုလို့ရှိရင်ခေယာပစ္စည်းတွေပေါ့နော်300ရာအဆင်မပြေဘူးဒီမှာဆိုရင်ဟမ်မီစီပါဝင်တဲ့အတွက်ကြောင့်ဆော့ဆော့ကပြောတယ်ဖိလွယ်ရှားလဲနူးညံ့တဲ့အသားရည်သမားတွေအတွက်လည်း300ရာအရန်ကိုမှအဆင်ပြေပါတယ်ရှင်ဒါကြောင့်မို့နော်ညီမတို့တွေအားလုံးမိုးလင်းတာနဲ့ machine method လိုအပ်တဲ့နည်းနည်းဖြစ်ဆက်ပြဆိုလို့ရှိရင်ပေါ့နော်ခနဲ့နည်းနည်းဖြစ်ဆက်ပြလေးကိုသုံးပါလို့ညီမကဒီဗီဒီယိုလေးမှာအားလုံးကိုစိုက်တွန်းပေးလိုက်ပါတယ်ဟုတ်ကဲ့ပါညီမနာမည်ကတော့ခိုင်စစ်တဲ့ဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါရှင်